ရှင်ဒီဃာဓမ္မတွေဘုရားရှင်ကိုရမေကြီးကဟောလိုက်လူတသိန်းတွေလို့ငါရသူတွေတယောက်နဲ့ခုกว่าဟောဒီဃာဓမ္မလူတသိန်းတွေလို့အနေနဲ့ကောင်းတဲ့သုကတော့ပုံပေါက်လို့ပေါ့ဗျာမရောက်ပါဘူးသိတယ်ဆက်ဘာကြောင့်မရောက်တော့ဆိုတော့ဘာမှမဖြစ်ကြဓာတုအပေဓာတုကလားဒီပြင်ဓာတုကဘာသာနိုင်လို့ဆိုတော့သိကြကြအဲ့ဒါကိုထိုးထိုးနဲ့သိရတော့မှာဩငါတို့အနေပါနဲ့နေခဲ့တဲ့အတွက်အသေးမားတော့ရင်ကျုံရတော့မှာအနေမားနေခဲ့တဲ့အတွက်ဒီမှာကျင်ရတော့မယ်ဆိုတာဓမ္မအလွန်ဆိုးရင်တယ်ဆိုတာကဆရာဘုန်းကြီးအကြောင်းကိုသိရပါဘူး။ဒါတော့ဘာလို့ရှိကြလို့ပြောကြနေလဲ။ခင်ဗျားမျိုးလုံးမဖွင့်နိုင်နေရတဲ့ရားတော့မေးရမယ်ပြော။ဓမ္မရင်ဒါဥပါဒံကံရောက်ပြ။ဒါဓမ္မလို့ဒီကံရဒေဝိချမ်းနိုင်ဇာတိလာမလား။ဘယ်သူရကောင်းမှာလား။ဓမ္မတို့အာရုံနဲ့သိပြလိုက်ပါလေ။အာရုံမသိပေးပါလေမသိပါနဲ့ဦးဒါလို့မရရင်ဖြင့်မပြောရဘူးဒီကံမှုဖြင့်ဆက်ပါဦးဒီကံမှုဆက်ရလေမယ်ဓမ္မတို့ဒါလို့မရတဲ့ကံတွေကိုဘုန်းကြီးဓမ္မတွေဘာမှမသိဘူးဘုန်းကြီးပြောတဲ့ဘုရားဟောတဲ့ဝိပဿနာဉာဏ်နဲ့ဉာဏ်နဲ့ဆက်လိုက်အကုန်ဟောသူကဖြစ်ရမလားဝိပဿနာဉာဏ်နဲ့ဉာဏ်နဲ့ဆက်လိုက်အခုဟောဒီကံဖြစ်တယ်ဆိုတော့မရွေးဘူးလေဘုံပြေတာပြန်ဥပဒနာညာမဉဏ်ရှိပါတော့လားအရွေးပြေတာဘယ်လိုပါလဲဥပဒနာတဲခက်တယ်ဗျာမဉဏ်လည်းတဲခက်တယ်ဗျာလုံးဝမကြည့်ရတဲ့ခဲနေလို့ရှိရင်ဒီကကျော်ဥဒါကိုပို့ဖို့ဗျာလုံးကြည့်ရဆက်ပါလုံးကြည့်ရခန္ဓာကိုယ်ထဲမှာအိဋ္ဌရှိတယ်အိဋ္ဌသိရင်ဥပဒနာနဲ့ဖြစ်တာပဲလောကိစ္စသုံးအောင်လိုက်ရလို့ရှင်းရင်လောကုတ္တရာမဲ့ဖြစ်တာ။ဒါလုံးကြည့်တော့မလို့ဘူး။အဲ့ဒါဆရာနည်းမပြတယ်။ဓမ္မတွေကဒီကဆိုတာဝေကြီးဆိုတော့သူများပြောတာကြာလမ်းကုန်နေလို့ရှင်းပြန်မှားရင်မှားကြပါလိမ့်မယ်။ဒါကြောင့်ဓမ္မတို့ဒီကနေ့ဟောဒီကံပြောင်းဘယ်နဲ့လုပ်ကြမလို့မေးအဖြေဆက်ကြဝိပဿနာလုပ်မယ်ဗျ။မဉဏ်လုပ်မယ်ဗျ။ဥပဒါနနဲ့လည်းဘုရားနဲ့ရလို့လို့ရှိရင်ဟောတိကံဆင်းဖြစ်ဒါကြောင့်ဓမ္မတွေသင်္ကုလိမာလာခိုးသူကြီးကဒီဘဝကလူကောင်းပတ်လိုက်တဲ့အကုသိုလ်ကံပေါင်းရေသွက်နိုင်ရတယ်ဥပဒါဉာဏ်ဖြစ်သွားပြီးမဉဏ်ပေါ်လာတော့ဒါရီကျိုးပေးသေးဒါနဲ့ဒီဉာဏ်တွေကဓမ္မအာဟုတဲ့ဉာဏ်ပါလားဘယ်နဲ့ဆိုကြအာဟုတဲ့ဉာဏ်ဆိုတာပေါ်လာကြဒါဖြင့်တို့ဒီတရားနဲ့တွေ့ရတဲ့အတွက်အာဟုတဲ့ဉာဏ်လေးတစ်ခုရသေးတယ်ဆိုတော့ဘုန်းကြီးပြောတယ်ဘယ်ဓမ္မတွေအိုခြင်းအိုမှုနာမှုသိမှုမတားနိုင်လို့ဒါဒီဉာဏ်လေးကဒီမှာသိသေးခြင်းတယ်ဆိုတာတော့ပေါ်ပါရှင်းတာဒီညာမမရဘဲနဲ့သေသွားတဲ့ပုဂ္ဂိုလ်မှာဒီနေ့ကံမောအနန္တဆိုတာပေါ်ပြီနော်နည်းနည်းဘယ်တော့ပါလဲကံမောအနန္တနဲ့ဆိုတော့ဓမ္မတွေတခါပေရောက်ပြန်ဆောက်ပေါက်နေလေဘုရားဝိသိဆိုးတယ်နော်